အားလုံးပဲမင်္ဂလာပါနော်ဒီရတော့ဆရာလေးအိမ်မက်အကြောင်းမပြောရဘူးပေါ့နော်ဘာဖြစ်လဲဖိုးကလည်းဆက်ရမရှိဘူးဖိုးဆက်ရမရှိဘူးဟိုနောက်ပြဗီဒီယိုလည်းတည်လို့မရဘူးဖြစ်နေတယ်ပေါ့နော်မနေ့ညတော့ပေါ့နော်မနေ့ညတော့8နာရီထိုးပြီး32မိနစ်မှဆိုလို့ရှိရင်ငမြေတွေပါလောက်တာပေါ့နော်ဆရာလေးတို့ပဲပါပေါ့နော်ဒါပေမဲ့တကယ်မှမျိုးမတော်များဆရာလေးကိုအမှန်ပါဘယ်လိုပြောရအိမ်မက်အကြောင်းပြောပြရမှာဆိုတယ်။ဘာဖြစ်လဲဆိုတော့ဖော်ကလောဝဆက်ရမရှိဘူး။ဖော်ဆက်ရလောဝကိုမရှိတာ။ဒါမဲ့ဆရာလေးမွေးစားသား6ရောက်တော့ပေးထားခဲ့တယ်ဆိုတော့ဒီရဲ့အစီပြေလက်ပြေမှာပေါ့နော်။ဒါမဲ့ဗီဒီယိုတင်လို့မရတော့ပါလို့နော်ဖော်တော့မဆက်ရမရှိဘူး။ဒီညနေပဲဖိုးဆက်ရနေတက်လာတယ်နော်။အလိုကိုစိတ်ပါကြမှာချမ်းသာကြပါစေလို့ဆရာလေးတစ်ခါကြရလေဗမာစကားပြောတာတစ်ခါကျစေစာရေးပြောဗမာစကားပြောလို့တိတ်မပြီလို့ပေါ့နော်တချို့ဆရာလေးနဲ့စကားလာပြောလို့ဗမာစကားပြောမပြီတော့သူတို့အကုန်လုံးနားမလဲဘူးတဲ့သူတို့ပြောတယ်အားလုံးကျေးဇူးတင်ပါတယ်လို့နော်မဆရာလေးကိုနေတဲ့ကြောင်းပေါ့နော်ဒါဆရာတို့နဲ့ဖျားပေါ့နော်ဒီမှာ